ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တုံဆိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့မေတ္တာရက်ခံအပ်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တခါတော့ကရွာတရွာမှာနေထိုင်တဲ့မိန်းကလေးတယောက်ကတော့ရွာမှာမုတ်ဆိုင်တွေအများကြီးဖွင့်ထားတာကိုကြည့်နေခဲ့မိပါတယ်။လမ်းဘေးအစားအသောက်တွေကတကယ်ကိုအရသာရှိလို့တဲ့အတွက်အားလုံးကလည်းဝယ်စားကြပါတယ်။အကိုကြီးခမားဆိုင်ရှိမှဝယ်လဲမစားဘဲနဲ့ဒီမိန်းကလေးဘာရက်လုံနေရလဲ။သူကျွန်တော်တို့ကိုလာကြည့်နေတယ်။တောင်းစားတဲ့သူတွေကိုဆိုင်နာပေးမလာနဲ့လေအကိုရဲ့ကျွန်တော်လည်းဘယ်လိုပြောရမလဲကိုရမိန်းကလေးဖြစ်နေလို့ပေါ့။နေ့တိုင်းကျွန်တော်အရှိကိုလာပြီးတော့ကြည့်နေတယ်။တော်ငါဆိုင်ရှိကနေချက်ချင်းထွက်သွားစမ်း။နင်ဒီကိုလာလို့လေငါနဲ့ဘာမှကြွေးမှာမဟုတ်ဘူးနော်။ချက်ချင်းထွက်သွားလိုက်။နေဒီလောက်တောင်မှအပြစ်မုတ်တွေစားခြင်းနဲ့ဆိုရင်တော့နေရမိဘတွေကိုတော့ပြောလေရှင်တို့ကကျမကိုတောင်းစားတဲ့သူလို့ထင်နေကြတာလားကျမကစင်းရဲတယ်ဆိုပေမဲ့တောင်းစားတဲ့သူတော့မဟုတ်ဘူးရှင်ဒီလိုနဲ့မောင်သားလည်းထွက်ခွာသွားခဲ့ပါတယ်အိမ်ကိုရောက်တာနဲ့သူကလည်းသူ့ရဲ့မိဘတွေကိုတရုတ်ခုတ်ဆွဲကြောစားခြင်းနဲ့ဆိုပြီးကြည်ကြပါတယ်အဖေနဲ့အမေသမီးခုတ်ဆွဲကြောစားခြင်းနဲ့သမီးအခုတလောခုတ်ဆွဲကြောတွေကအရန်ကိုဈေးကြီးတယ်ကွတပွဲကို90ရာမှလူတွေကတောင်းတာ90နဲ့ဆိုလို့ရှင်တော့ကျုံ2ကီလိုရတယ်။ကျုံ2ကီလိုဆိုရင်တော့ငါတို့မိသားစုတစ်ပတ်လောက်အေးအေးစစ်စစ်ထမင်းစားလို့ရပြီလေ။နင်လက်ထပ်ပြီးသွားတဲ့အခါကျရင်တော့နှစ်ယောက်ကြားစီကနေပဲတော့တောင်းလိုက်တော့တခြားရွာတရွာမှာဗီနိုဆိုတဲ့သူကတော့သူ့ရဲ့အမေညီမလေးတို့နဲ့အတူတူနေပါတယ်။သူကလည်းတော်တော်လေးစင်းရဲပါတယ်။ကျော်စာပန်းစားနဲ့အလုပ်တွေကိုလောက်ကိုင်းနေခဲ့ပြီးစားဝတ်နေရေးဖြည့်ရှင်းပေးနေရသူပါ။တရက်မှာသူ့ရဲ့အမေကလည်းပြောပါတယ်။ဒါလေအခုဆိုရင်နင်လက်ထပ်ရမယ့်အရွယ်ကိုရောက်နေပြီတာရဲ့အဲ့ဒါကြောင့်နင်လက်ထပ်လိုက်တော့ကွယ်ဒါလက်ထပ်လိုက်တဲ့အခါကျရင်တော့အိမ်ကအရင်တုန်းကထပ်သားရသွားလိမ့်မယ်ဟုတ်တယ်အကိုအမေပြောနေရမှန်တယ်ရောင်းမအိမ်ကိုရောက်လာတဲ့အခါကျတော့ကျမအတွက်လည်းအဖော်ရတာပေါ့သူနဲ့အတူတူအပြင်သွားမယ်စကားတွေအများကြီးပြောမယ်ကောင်းပြီအမေတို့ဒီလောက်တောင်မှတိုက်တွန်းနေရဆိုတော့ကျွန်တော်လက်ထပ်လိုက်ပါတော့မယ်အမေဖုန်းတော်ကြီးနဲ့စကားပြောကြည့်လိုက်ပြီးတော့ရင်တော့ကျွန်တော်အတွက်မိန်းကလေးရှာလိုက်ပါတော့ဒီလိုနဲ့တာမင်းနှစ်ယောက်လည်းကောင်မလေးတယောက်လိုက်ရှာခဲ့ကြပါတယ်တစ်ဖက်မှာမောင်သားကတော့ဖះเจ้าဆောင်တစ်ခုကိုလာခဲ့ပြီးဖះရှိမှလက်အုပ်ချီဆူတောင်းနေခဲ့ပါတယ်။အိုဖះကျမလက်ထက်တဲ့သူကတော့ပတ်စံနဲ့ရှိပါစေ။အ ਨੇ ဆုံးသူကျမကိုအပြင်းစားရတော့ဝယ်ကျွေးနိုင်ပါစေ။အဲ့လိုကောင်းလေးနဲ့ပဲကျမကိုလက်ထပ်ပေးပါနော်။ဒီလိုနဲ့ရအနေငယ်ကြာမြင့်သွားခဲ့တဲ့ခါမှာမောင်သားကိုကြည့်ဖို့အတွက်ဖီနိုတိုမီသားစုရောက်လာခဲ့ပါတယ်။မိသားစုနှစ်စုလုံးကလည်းတစ်ဖက်ကိုတစ်ဖက်သဘောကျနေခဲ့ကြပါတယ်။လအနေငယ်ကြာမြင့်သွားခဲ့တဲ့ခါမှာတော့သူတို့နှစ်ယောက်ကိုလက်ထပ်ပေးခဲ့ကြပါတယ်။လက်ထပ်ပြီးနောက်နေ့မှာတော့အမေကျမမနှက်စာပါချက်လိုက်ရမလဲချွေးမလေးရေမိဖို့ခံထဲမှာဘာမှရှိမှာမဟုတ်ဘူးရှိတဲ့ပတ်စံတွေအားလုံးကိုလည်းငါသားလေးကိုလက်ထပ်ပေးလိုက်တာကုန်ပြီညတော့ကထပ်ထားတဲ့ရိုတီလေးပါလေးကြမ်းနေမှာပေါ့တန်လွင်စီနည်းနည်းလေးထည့်ပြီးအဲ့ဒီရိုတီတွေကိုပြန်ကြော်လိုက်ပြီးရင်လက်ဖေးဖြော်လာခဲ့ငါတို့အရားပဲစားကြမယ်ချွေးမလေးကလည်းရောက်ခမဖြစ်သူပြောတဲ့စကားကိုနားထောင်ပြီးလုပ်ခဲ့ပါတယ်သူတို့မနှက်စာစားပြီးတဲ့အခါမှာဗီနိုကတော့အလုပ်သွားဖို့အတွက်ထွက်ခွာသွားခဲ့ပါတယ်မောင်သားတယောက်တည်းသူ့ရဲ့အခန်းထဲမှာထိုင်ပြီးသူ့ရဲ့ကံကြမ္မာကိုကျိန်ဆဲနေခဲ့မိပါတယ်။ကျမရဲ့ကံကိုကစိုးတာပါ။ဖះကလည်းငါရဲ့တောင်းဆိုကိုတော့မှလက်မခံပေးခဲ့ဘူး။ဒီအိမ်မှာစားတော့ဖို့အတွက်တောင်မှအနိုင်နိုင်ငါစားချင်တဲ့တရုတ်စားတော့တွေဆိုတာကအဝေးကြီးကဲထားပါလေဘယ်လိုမဆိုအခုဒီမိသားစုကငါရဲ့မိသားစုဖြစ်သွားပြီ။သူတို့နဲ့ပဲငါတဘောအလုံးနေထိုင်သွားရတော့မှာဒီလိုနဲ့ပဲဘယ်လိုမဆိုနေရရက်တွေကုံဆုံးနေခဲ့ပါတယ်။သူတို့ရွာမှာနေထိုင်ကြတဲ့သူတွေအကုန်လုံးကစည်ရင်သားတွေကြီးပါပဲ။တခါမှတော့သူတို့ရဲ့ရွာလေးကိုမြို့ပေါ်ကကောင်းလေးတယောက်ရောက်လာခဲ့ပါတယ်။သူကမြို့ပေါ်ကနေအရသာရှိတဲ့တရုတ်စားတောက်တွေအများကြီးကိုယူလာခဲ့ပါတယ်။နောက်တော့သူကသူ့ရဲ့မိသားစုဝင်တွေနဲ့အတူတူလုပ်ခဲ့တဲ့အစားတောက်တွေကိုစားနေခဲ့ပါတယ်။သူ့ရဲ့အမေကရွာသူရွာသားတွေကိုစောင်းမြောင်ပြောဆိုခဲ့ပါတယ်။ဒီမှာနင်တို့အိမ်မက်ထဲမှာတော့ထည့်ပြီးတော့မမတ်ရဲတဲ့အစားတောက်တွေကိုငါတို့အခုစားနေကြတာဟဲ့ဒီမှာကြည့်ပါဦး။ငါတို့တရုတ်စားတွေစားနေတာငါသားလေးကမြို့ပေါ်တက်ပြီးတော့ပတ်စံရှာခဲ့ရလေ။ဒီနေ့သူကငါတို့ကိုတရုတ်စားတောက်တွေဝယ်ကျွေးလို့စားနေရတယ်။နင်တို့ကတော့ဒါတွေကိုဘယ်တော့မှစားနိုင်မှာမဟုတ်ဘူး။နင်တို့မှအလောက်ထိအဆင့်တန်းလည်းမရှိဘူးလေ။သူအော်နေရဲ့အတန်တွေကြောင့်ရွာသူရွာသားတွေကလည်းဘာဖြစ်တာလဲဆိုပြီးအပြင်ကိုထွက်လာကြည့်ပါတယ်။မောင်သားနဲ့သူ့ရဲ့ခမတွေကလည်းအပြင်ကိုထွက်လာကြည့်ကြပါတယ်။အမေဘာဖြစ်လို့သူတို့ကိုတော့ပြောနေရတာလဲလှုပ်ထားလိုက်စမ်းမအမေကဒီမှာတရုတ်စားတွေကိုသာအမေစားပါ။သူတို့ကကျွန်တော်တို့တက်နိုင်တာထက်ဘာတစ်ခုမှလုပ်ပေးနိုင်ကြမှာလည်းမဟုတ်ဘူးလေ။ဒါတွေကိုကြားခဲ့ရတဲ့ခါမှာတော့မောင်သားဒေါသထွက်သွားပါတယ်။အမလေးဟဲ့တရုတ်စားလေးနည်းနည်းစားတာကိုများဒီလောက်တောင်မှမန်မာနာထောင်လွှားနေစေရလို့လားအမလီနှက်ဖြီကဖျားရည်ကိုတောက်လိုက်ရတယ်လို့မျိုးပဲတရက်ကြရင်တော့တရွာလုံးမှာရှိတဲ့ရွာသူရွာသားတွေအားလုံးတရုတ်အစားကိုစားကြလိမ့်မယ်ငါကိုယ်တိုင်သူတို့အားလုံးကျွေးမှာနင်တို့ကိုတော့ဘယ်သူမှကျွေးမှာမဟုတ်ဘူးဒီမှာ
နေ့အနေထားနဲ့အဆင့်တန်းကိုကြည့်ပြီးတော့ပဲအိမ်မက်မှတ်စမ်းပါမနက်ထမင်းဟင်းချက်ပြုတ်ပြီးသွားရင်ညကြရင်ဘာစားလို့စားမှန်းတော့မတိကြတဲ့သူတွေကများတရုတ်စားတော့တွေကိုစားမယ်ချွေးမလေးရေဘာတွေပြောနေရလဲဝင်အိမ်ကျဲကိုဝင်တော့သူတို့လိုလူတွေနဲ့စကားရှင်ပြီးတော့ပြောမနေနဲ့ဘာမှမထူဘူးညမို့ချုပ်သွားခဲ့တဲ့ခါမှာဗီနို့ကသူ့ရဲ့မိန်းမကိုပြောပါတယ်မင်းကလည်းကွာဘာဖြစ်လို့ရွာသူရွာသားတွေအားလုံးရှိမှရန်သွားဖြစ်ရတာလဲသူတို့ရှိမှမင်းဒီလိုစကားလုံးဝကိုမပြောသင့်ဘူးတိလားငါတို့အမှန်တကယ်လုပ်ပေးနိုင်တာလည်းမဟုတ်ဘူးလေရွာသူရွာသားတွေအကုန်လုံးကိုဘယ်ရောက်ပတ်စံနဲ့တရုတ်စားတော့တွေကျွေးမလဲဒီနေ့ငါတယောက်တယောက်မှတရုတ်စားတွေစားခဲ့ဘူးတာမဟုတ်ဘူးကျမဖယောက်ယုံနေကျမဆူတောင်းထားတဲ့အတွက်ကြောင့်မို့လို့တရက်ကျရင်ကျမရဲ့ဆူတောင်းတွေအားလုံးပြည့်ဝမှာကျမရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ရသေးဘူးဆိုရင်တော့လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါစေရှင်နောက်နေ့ညနေခင်းမှာတော့သမီးယောင်မ2ယောက်သာဈေးထဲမှာရှောက်လဲကြပါတယ်ဈေးထဲမှာလူတွေအများကြီးကတရုတ်စားတော့တွေကိုစားနေကြပါတယ်ဒါနဲ့ပါယယ်နင်လည်းတရုတ်စားတွေကြိုက်လားဟုတ်ကဲ့ရောမကျမလည်းကြိုက်ပါတယ်ကြိုက်တယ်တာပြောတာပါတခါမှလည်းမစားဘူးတရုတ်စားတွေစားကျင်တဲ့စိတ်ဖြစ်လာလို့ရှင်တော့ဒီနေရာကိုထွက်လာခဲ့လိုက်တာပဲကျမအနံ့ပဲရှူလိုက်ပါတယ်လေစားဖို့အတွက်ကကြတော့ကျမမှာကံမပါမလားခဲ့တာတရက်ကြရင်တော့ငါတို့လည်းသူများတွေစားသလိုမျိုးစားတော့နိုင်ကြမှာပါကဲသွားကြမယ်လေငါတို့ဆိုင်အနားမှာသွားရကြမယ်ဒါမှအနံ့မှုမွေးလေးရမှာဒီလိုနဲ့နှစ်ယောက်သားကလည်းဆိုင်နားမှာရပ်ပြီးတော့အနံ့ရှူနေခဲ့ကြပါတယ်ဆိုင်ပိုင်ရှင်ကဝယ်မစားပဲအနံ့ရှူနေတဲ့သူတို့နှစ်ယောက်ကိုတွေ့ရနဲ့ဒေါသထွက်ပြီးတော့ပြောလိုက်ပါတယ်ထွက်ငါဆိုင်ကနေချက်ချင်းသွားကြတော့ဘာလုပ်ကြလဲနင်တို့မုံမွေစားနိုင်ဘူးဆိုလို့ရှင်လေဒီကနေသွားကြလေဘာကိစ္စနဲ့ငါ့ဆိုင်ရှင်မလာပြီးတော့ရစ်တီလုံနေကြတာလေအဲ့ဒီအချိန်မှာရွာကမောင်းမာတဲ့အဖွားကြီးရောက်လာခဲ့ပါတယ်ဟိုတနေ့ကသူ့သားလေးတရုတ်စားတွေဝယ်ကျွေးလို့မောင်းမာနေတဲ့အဖွားကြီးပါအမလေးဒီကောင်မလေးတွေသူတို့ဒီကနေအမြန်ဆုံးမောင်းထုတ်သူတို့နှစ်ယောက်စလုံးကတောင်းစားတဲ့တောင်းစားတွေနဲ့တိတ်ပြီးတော့အဆင့်တန်းမကွာချဘူးဒီမှာအတော်အလောက်ထိမာနထောင်လွှားပြမနေနဲ့တရက်ကျရင်အတော်ရဲ့မာနတွေအကုန်လုံးကြိုးကြည့်ပျက်စီးသွားရလိမ့်မယ်ပါရက်လေးရဲ့အကိုကအလုပ်ပြီးလို့အိမ်ကိုပြန်နေခဲ့တဲ့အချိန်သူကအဝေးကနေဈေးထဲမှာရန်ဖြစ်နေအောင်ကိုတွေ့သွားခဲ့ပါတယ်မဖြစ်သေးဘူးငါဘလို့မစိုးအလုပ်ကိုနှစ်ဆစ조사လုံးမကိုဖြစ်တော့မယ်သူတို့စားခြင်းနဲ့တရုတ်အစားကိုတော့ငါကြွေးမယ်နောက်နေ့မှာဗီနို့ကလည်းတခြားတစ်နေရာမှာအလုပ်သွားရှာခဲ့ပါတယ်ငါအခုလက်ရှိလုပ်နေတဲ့အလုပ်ကအလောက်ထိပတ်စံလည်းမရဘူးငါအခုတခြားတစ်နေရာမှာအလုပ်သွားရှာမှာကိုဖြစ်တော့မယ်ဘလို့မစိုးပတ်စံကရရမယ်သူလည်းအလုပ်ရှာနေနဲ့တော်တော်ဝေးတဲ့နေရာအထိရောက်သွားခဲ့ပါတယ်သူတို့ရွာကနေတော်တော်ဝေးတဲ့နေရာတောင်ပေါ်တနေရာမှာတော့ကြောက်ခဲကြီးတွေကိုနေရာပြောင်းရွှေ့လို့ရပါတယ်အဲဒီကမနေကြနဲ့သူလည်းစကားသွားပြောပါတယ်အကိုကျွန်တော်ဒီမှာအလုပ်တစ်ခုလောက်လုပ်လို့ရမလားငါကတော့အခုလောလောဆယ်အလုပ်သမားတွေအများကြီးလိုအပ်နေတယ်မင်းနေ့စဉ်တိုင်းလာလုပ်ပေးမယ်ဆိုရင်တော့ငွေ1000ပေးမယ်တစ်နှစ်ကြာတဲ့အထိဒီမှာကအလုပ်ဆက်ရှိနေမှာပဲမင်းဒီကြောက်တောင်းအကြီးကြီးတွေကိုပခုံးပေါ်ကိုမှားပြီးတော့ကားပေါ်တင်ရမှာနော်အလုပ်ရသွားတဲ့အတွက်သူလည်းဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်ဒါကြောင့်သူလည်းအဲ့ဒီနေ့ကစပြီးအလုပ်လုပ်ခဲ့ပါတယ်တရက်မှာတော့ကြောက်တုံးတွေမှားနေရင်းနဲ့ကြောက်တုံးကြီးပြုတ်ကျပြီးသူရဲ့လက်ထိသွားခဲ့ပါတယ်ညနေခင်းမှာမန်နေဂျာကသူ့ကိုအိမ်ပြန်လိုက်ပို့ပေးပါတယ်ဗီနို့လက်တစ်ချောင်းကျိုးသွားခဲ့ပါပြီမိသားစုဝင်တွေကလည်းစွန့်ရင်ပူပန်သွားပြီးမေးပါတယ်ဘာဖြစ်တာလဲငါသားလေးဘာဖြစ်သွားတာလဲမန်နေဂျာကလည်းကိစ္စတွေအားလုံးပြောပြခဲ့ပါတယ်သူနောက်ထပ်6လကြာတဲ့အထိအလုပ်လုပ်လို့မရတော့ဘူးသူနားယူရမယ်ပြောပြီးနောက်မန်နေဂျာလည်းထွက်ခွာသွားခဲ့ပါတယ်ရှင်ဘာဖြစ်လို့ဒီအလုပ်ကိုသွားလုပ်ရတာလဲငါဒီထက်ပိုပြီးတော့ပတ်စံရှာခြင်းနဲ့ငါဒီလောက်ထိစူးစမ်းခဲ့ပေမဲ့အခုပြန်ရတာကိုလည်းကြည့်ပါဦးဖယားငါတို့ကိုဒီလောက်ပဲအလိုတူရနဲ့တူပါတယ်နောက်တော့စုဆောင်ထားတဲ့ပတ်စံတွေအားလုံးကလည်းသူ့ရဲ့ဈေးဘဝကားနဲ့ချင်းကုန်ပါတော့တယ်တရက်မှမုံသားကရောင်းမလေးကိုပြောပါတယ်ငါတို့ကိုယ်တိုင်တစ်ခုလုံးမဖြစ်တော့မယ်ငါတို့ကိုယ်တိုင်ပဲခောက်ဆွဲကြော်ရောင်းမလားငါတို့ကြော်တဲ့ခောက်ဆွဲကအရသာရှိရင်တော့ဆိုင်ဖွင့်ကြမယ်လေဟုတ်တော့လေဟုတ်ပါတယ်စားတော့မစားဘူးတဲ့စားတော့ကိုဘယ်လိုလုပ်မလဲနေငါနဲ့အတူတူမိဖို့ကန်နေလိုက်ခဲ့ငါတို့နှစ်ယောက်ပေါင်းပြီးတစ်ခုမဟုတ်တစ်ခုလောက်ကြရအောင်ဒီလိုနဲ့နှစ်ယောက်သားကလည်းခောက်ဆွဲကြော်လုပ်ဖို့အတွက်ပြင်ဆင်ပါတယ်မုံသားအရင်ဆုံးရိုတီတွေကိုလုပ်ပါတယ်ရိုတီတွေအကုန်လုံးကိုနေပူလန်းထားလိုက်ပါတယ်ရိုတီတွေကိုသူကကြိတ်လိုက်ပါတယ်အမှုံရလာတဲ့အလုံးလေးတွေကိုတော့သူမခရိုင်းကျင်သည့်အနှစ်ချက်ထားတဲ့တဲမှာထည့်လိုက်ပါတယ်သူမကကြံတဲ့မိုးတွေကိုလည်းလှုပ်တတ်တယ်လို့မျိုးရှောက်လုပ်ပါတယ်ခဏကြာမှာတော့တရုတ်အစားတောင်းနဲ့တူတဲ့အစားအစာတွေအများကြီးပြင်ဆင်ပြီးတော့ပါပြီဒါကိုတွေ့ကြရတဲ့ခါမှာပါယယ်နဲ့သူ့အမေလည်းဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်တော်လိုက်တာချွေးမလေးရဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲနင်ကရမုတ်တွေအများကြီးလှုပ်လိုက်တယ်ဟုတ်တယ်အခုရွာထဲမှာရှိတဲ့လူတချို့အိမ်ကိုခေါ်လာခဲ့ဟုတ်ကဲ့ကောင်းပါပြီပါယယ်ကလည်းရွာမှာရှိတဲ့လူတချို့ကိုအိမ်ကိုခေါ်လာခဲ့လိုက်ပါတယ်အားလုံးကလည်းမုံသားလောက်ထားတဲ့တရုတ်စားတောက်တွေကိုစားတောက်ကြည့်ခဲ့ကြပါတယ်စားပြီးနောက်မှာတော့သူတို့လည်းအရသာရှိလုံးတော့သဘောကျကုန်ကြတာပေါ့စားကောင်းလိုက်တာတကယ်အရသာရှိရပဲဒါလောက်အရသာရှိတဲ့တရုတ်စားတခါမစားဘူးဒီလိုအရသာရှိတဲ့မုတ်တွေကိုပဲသူကငါတို့ကိုမရောင်းဘူးဒါဆိုရင်တော့နေအများဆုံးဆိုင်ဖွင့်လိုက်တော့ငါတို့ရွာသားတွေအားလုံးနဲ့ဆိုင်ကနေပြီးတော့ပဲအားပေးကြမယ်နင်ဘာလို့အဲ့လဲပြောအကုန်လုံးကူညီပေးမယ်ပြီးတော့ရွာမှာရှိတဲ့အဲ့ဒီမိန်းမကိုလည်းငါတို့သင်ခန်းစာပေးရမယ်ဟုတ်တယ်အမရဲ့ကျွန်တော်တို့ကူညီပေးမယ်
ဈေးလက်သက်တာတွေအရသာလည်းရှိတယ်လိုအပ်တဲ့ဂျုံတွေပဲတွေငရုတ်သီးစိမ်းတွေစီတွေကျွန်တော်အိမ်ကနေယူခဲ့ပေးမယ်ရွာသူရွာသားတွေအားလုံးကူညီပေးတဲ့အတွက်မောင်သားလည်းနောက်နေ့မှာပဲတရုတ်စားတောက်ဆိုင်တွေဖွင့်လိုက်ပါတယ်ပထမဦးဆုံးနေ့ကလူတွေတိုးနေခဲ့ပါတယ်မောင်မထောင်လွှားနဲ့အမျိုးသမီးရောက်လာပါတယ်အမလေးထူးဆန်းလိုက်တာတပွဲကို20နဲ့တရုတ်စားတောက်ရောင်းနေရဲ့ငါ့ကိုလည်း2ပွဲအမြန်ထည့်ပေးတပွဲကို2000ပေးမယ်ဆိုရင်တော့မှကျမအတော့မရောဘူးအတော်ကကျမတို့ဆိုင်ကမုတ်တွေကိုလာစားလို့မရတဲ့သူပဲနောက်တော့မွန်တာရဲ့ဆိုင်လေးကတော်တော်နာမည်ကြီးလာပါတယ်ဒီလိုအရသာရှိတဲ့မုတ်တွေကိုပဲသူမှထပ်ပြီးတော့မလုပ်တတ်ပါဘူး6လကြာသွားတဲ့အခါမှာတယောက်ကြားနေပြန်ကောင်းသွားပါပြီဒီချိန်သူမလည်းပတ်စံတွေအများကြီးရှောက်ဖွင့်နိုင်ခဲ့ပါတယ်နောက်တော့ပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတော့တယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်ကျေးဇူးတင်ပါတယ်